င်္ဂလာပါကိုမီးစက်လိုချင်လို့ညီမမီးစက်လေးဈေးနှုန်းတစ်ချက်စုံစမ်းနေလို့ဟုတ်ကဲ့ပါကိုဟုတ်ဈေးတမဟုတ်ပါဘူးကိုမီးစက်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အချက်လေးတွေလည်းရှင်းပြပေးပါမယ်ရှင်မလုံးညီမလေးဈေးနှုန်းပဲတစ်ချက်ပြောပေးဟုတ်ကဲ့ပါကိုဟုတ်ဘယ်လောက် KPL ဈေးလေးကိုပြောပြရမလဲရှင်လောက်တရားကိုတေချာလေးတွက်ထားပြီးပြီလားရှင်အဲ့လိုတော့မတွက်ထားအောင်ငါမှဈေးနှုန်းသိပြီဆိုတာနဲ့ငါလိုချင်တဲ့ KPL ဒီတိုင်းဝယ်သုံးလိုက်ရင်မဟုတ်ဘူးလားဟုတ်ကဲ့ပါကိုမီးစက်ဝယ်ယူမယ်ဆိုရင်တော့ကိုတီထားတင်တာလေးကိုတော့အချင်းချုပ်လေးရှင်းပြပေးပါမယ်ကိုပထမဆုံးအနေနဲ့ကတော့ကိုအသုံးပြုမဲ့လုပ်ပမာဏကိုတီထားရပါမယ်ကိုသုံးမဲ့လုပ်တဲ့ KPA နဲနေတာဝယ်မြင့်နဲ့လုပ်မနိုင်တာဖြစ်နိုင်ပြီးတော့မှ KPA အရင်အကြီးဝယ်မြင့်လည်းမလိုအပ်ဘဲနဲ့စီရီကုန်မှာပဲဖြစ်ပါတယ်လိုအပ်တဲ့လုပ်နဲ့ကိုက်ညီတဲ့ဆက်ကိုရွေးတာတော့အကောက်ဆုံးပါပဲကိုမိဆက်ဆိုတာကတော့ဈေးနှုန်းတစ်ခုတည်းကိုပဲကြည့်ပြီးတော့ရွေးလို့တော့မရဘူးရှင့်အင်ဂျင်ဒိုင်နမိုအရေးအသွေးအာမခံရှိမရှိ spare ဘတ်ပေါ်မပေါ်ပြီးတော့မှ after sales service ရှိလားရှိရင်လည်းဝန်ဆောင်မှုကောင်းလားဆိုတာလေးကိုလည်းသေချာလေးရွေးချက်ဖို့တော့လိုပါတယ်ကိုဒါဆိုညီမတို့ဒီမှာအာမခံချက်ရှိလား after sales service ရောဘယ်လိုပေးရလဲဟုတ်ကဲ့ကိုအာမခံလည်းရှိပါတယ်ကိုကျမတို့ဒီ B-main power set တွေက engine dynamo အပြင်အခြားအစိတ်အပိုင်းတွေအကုန်လုံးကိုလည်းတစ်နှစ်ဒါမှမဟုတ်နိုင်ပေါင်း1000ပေးထားပါတယ်ရှင့်ကျွမ်းကျင်စက်ပြက်ဆရာဦးစီးတဲ့စားပစ်တင်းတွေလည်းရှိတဲ့အတွက်ကြောင့်မလို့ကို after sales service တွေအတွက်လည်းလုံးဝပူဆရာမလိုပါဘူးရှင့်ဒါဆိုညီမတို့ B-main power ပဲဆိုလို့လေဒါဆိုညီလေးအခုဒီမှာဝယ်လိုက်တော့မယ်ဟုတ်ကဲ့ကျေးဇူးပါကိုမှန်ကန်တဲ့ရွေးချယ်မှုကတင်လုပ်ငန်းကိုဘယ်တော့မှရက်တက်မသွားစေဘူး။ဘွေမန်းပါဝါနဲ့တာလက်တွဲလိုက်ပါ။